ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Good Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့မြစ်တာတောင်ခီးချမ်းဒုတိယပိုင်းဖြစ်ပါတယ်အဲ့တော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့အစီအစဉ်ကိုစရအောင်ပါခင်ဗျာအနောက်ဘက်တောင်တန်းများစီကိုနေလုံးကြီးဖြည်းဖြည်းချင်းငုံချိုးပြောက်ွယ်စာပြုတ်နေဖြစ်ပါတယ်အဲ့လိုနေလုံးကြီးမပြောက်ွယ်ခင်ချိန်ကလေးကတောင်ဆွဲတောင်တန်းများနဲ့တောတောင်များရဲ့ကြားထဲမှာတော့မှောင်စပြိုးနေဖြစ်တယ်တပိနှစ်ပင်ရောက်မှာတော့လူရွယ်လူငယ်နှစ်ယောက်တို့ဟာသချင်းလေးကြီးကထမင်းချက်ပြုတ်နေကြသူတို့နှစ်ယောက်မှာအခြားသူများမဟုတ်ကိုကိန်းနဲ့ပေါတူးတို့ဖြစ်ပါတယ်သူတို့ကမကြသောချိန်မှာထမင်းချက်ပြုတ်ခြင်းကိစ္စပြီး၍သူတို့နဲ့မလန့်မကန့်မှာဝိုင်းဖွဲကသွားနေတဲ့ခီလန်ချောင်းတိုင်မင်ဆွေးနွေးနေကြတဲ့မုတ်စိတ်ညိုတော်အတန်ခတ်ဆာဆာဖြင့်လမ်းပြီးတော့စကားဆိုလိုက်ပါတယ်ပြောစရာကြီးထမင်းစားတော့မလားစင်သေးမယ်ဗျအေးစားတာပေါ့ကွာဒီနေ့စောစားပြီးစောစောနားကြတာပေါ့မုတ်စိတ်ညိုမှာထမင်းစားတော့မြူပြောတဲ့အခါပေတူးသားကြီးဘိုးတင်ဖိုးတွင်းနဲ့သားတို့အားလုံးကကိုကိန်းနဲ့ပေါတူးတို့ညှောင်းနာသွားပြီးတော့တယောက်တစ်လက်ဝိုင်းကူလိုက်ကြမကြသောချိန်မှာတော့ထမင်းစားဖို့အတွက်အသင့်ဖြစ်လို့နေပါတယ်အဲ့နောက်သူတို့ကဝိုင်းဖွဲ့ပြီးတော့ထမင်းစားကြရင်းနဲ့မှကိုကိန်းမဘိုးတင်ုံကြီးကစကားဆိုလေတယ်ဘိုးတင်မနေ့ကမင်းပါမင်္ဂလာဆောင်နေနေမလားဟုတ်တယ်ကိုကိန်းဘာဖြစ်မင်းပါမင်္ဂလာဆောင်တော့စီးမှာပါကွာရွာထဲလူတွေသွားကြမှာပဲအဲ့ဒါကျုပ်စိတ်ဝင်စားကိုကိန်းဟာမင်းစိတ်ခံစားနေရတာငါနားလေပါတယ်ဘိုးတင်မင်းဘာကိုလဲမင်းပြန်နားလေပေးရမှာပေါ့တော်ပါဗျာကျုပ်နားလေပေးထားလို့အဲ့မင်းမမတတ်တာတကယ်တမ်းကျုပ်ပါမင်္ဂလာဆောင်တော့ကျုပ်လုံးဝစိတ်ဝင်စားဘူးဘိုးတင်မှာခက်တီနဲ့အဲ့လိုပြောလိုက်ရပေတူးကသူ့ထမင်းမကန်ထဲမှာငါ6ဖက်ကပါဇက်ထဲထဲလိုက်ပြီးတော့မင်းစိတ်ဝင်စားလဲငါစိတ်ဝင်စားတယ်ကွာငါတော့ဦးချက်ကြီးရဲ့ဝတ်တနီကြောက်တိတ်သတိရတော့ကွာဘာယုံကလည်းမနှမျောတတ်တာနဲ့ကိုချက်ကြီးကလည်းလက်ဆွဲပြနေတာလုံးဝအန်ကိုက်ပဲဟမ်မင်္ဂလာဆောင်ကျွေးမွေးတော့လုံးဝပြီးဆုံးနေပါပဲဟုတ်တယ်ပေတူငါလို့ဆိုဘာယုံမင်္ဂလာဆောင်ကြီးမှဒီခီးထွက်ချင်တာပေတူနဲ့တာရီတို့အတိုင်ပေါက်ညီနေလျာဘိုးတွေနဲ့ထမင်းစားရင်းနဲ့သူတို့နဲ့ကမကြေမနက်ကြည့်လိုက်ပြီးတော့မင်းတို့ကောင်တွေဒါမင်္ဂလာဆောင်သွားချင်ဟဲ့လားအဲ့ဒါပြန်သွားလေကွာမင်းတို့ဘယ်သူကဓားနေလို့နေတစ်ပိုင်းလောက်သွားလို့ရဆိုတော့သွားမိမှာကွာအခုကခီးကတော်တော်ရောက်နေလို့မသွားတာပေတူပြောတာဟုတ်တယ်ဘိုးတွေတို့၃ယောက်စကားချင်းချင်းဖြစ်နေချိန်ပေါတူးကထမင်းစားနေနေပေတူးနဲ့တာရီကလက်ကပြလိုက်ပြီးတော့ဟဲ့အောင်နေမင်းတို့ညဝက်သားစားခြင်းတယ်မလားငါလည်းကိုချက်ကြီးတို့တော့ချက်တတ်ပါတယ်ကွာမင်းတို့ကအသားရအောင်ရှာပေးကိုဘော်တို့ကလည်းဗျာတော်ကြီးတောင်ကြီးဘယ်လိုလုပ်ဝက်သားရှာအာရန်ကိုပေတူးရာတာရနဲ့ဘိုးတွေဒီမှာဒူးလေးရှိတယ်သူတို့တောဝက်လိုက်ခိုင်းမို့ဟာပောက်ကြဗျာအဲ့လူတွေကတောဝက်ပြစ်လို့ကတော့တောဝက်တော့သူတို့မရအောင်သူတို့တော့တောဝက်ကရအောင်သေးတာလေလားအဲ့ဆိုလေအခုငါ6ကြော်ဟင်းရွက်ကြော်လေးနဲ့ပဲတင်းနေကြပေါ့ကွာငါတို့ပါလာလို့မင်းတို့ထမင်းเจ้าမစားရတာမှတ်အင်းပါဗျာအင်းပါအောင်တန်းတို့ကောင်တွေကတော့ခုချိန်လောက်ဆိုမင်္ဂလာဆောင်ဝင်မှာဝက်သားနဲ့ကြိတ်နေလောက်ပြီဟမ်ဒါဘိုးရင်းနဲ့မုတ်စိတ်ညူတော့မိသည့်စကားမှမပြောပဲထမင်းအောင်သာအောင်ဆိုင်စားနေကြဘေဒူးနဲ့တားရီမှာပြထမင်းစားရတဲ့ဦးအောင်ကြီးမင်္ဂလာဆောင်အကြောင်းဟာပြောကဆိုကားပြထမင်းစားတောက်လို့နေကြပါလေတော့တယ်ဘေဘင်ရွာလေးထဲမှာဓာတ်ဆက်တန်မှာလွင့်ပြန်လို့နေတယ်ဖွင့်ထားတဲ့သချင်းမှာမင်္ဂလာဆောင်တွဲသချင်းဖြစ်ယခုဘေဘင်ရွာစီကိုတခြားသောရွာများမှာရွာသားများကလည်းလာရောက်နေကြတချို့သောသူများ၏လက်ထဲမှာတော့တိုက်ကြက်များကင်ထားသေးတယ်အเจ้าမှာရွာတလေးရက်တလေးများရအလူမင်္ဂလာဆောင်ရှိကကာလာသားများမှာနွားเจ้าမင်းမသွားတော့ပဲကြိုပြီးတော့နွားသာဆင်းထားကြတဲ့အတွက်အလူမင်္ဂလာဆောင်နေများမှာတဏီကုံလုံးအားကြပြီတယ်အလူမင်္ဂလာဆောင်များမှာမနက်အချိန်များတွင်သာကျွေးမွေးကြရနေ့လယ်အချိန်များမှာတော့အားလက်ကြပြီရွာလူကြီးခွေးမိတက်ဖြင့်ကြက်ဝိုင်းများပြုလုပ်ကြလေတယ်အဲ့ဒီတော့အလူမင်္ဂလာဆောင်ရှိရာရွာသို့ကြက်သမားများမှာသူတို့၏တိုက်ကြက်များကိုပွေပြီးရောက်လာကြခြင်းဖြစ်ပါတယ်ဘေဘင်ရွာမှာတော့ရွာနီးချုပ်ဆက်မှကြက်သမားများကိုအဓိကဒိုင်ငံပြီးတော့ဧည့်ခံသူ2ယောက်ရှိသူတို့မှာတာရင်နဲ့ကိုတိုက်ကြီးဖြစ်ပါတယ်ယခုချိန်မှာတာရင်မှာခီးထွက်သွားပြီးကြက်သမားများဧည့်ခံသူမှာကိုတိုက်ကြီးသာအဓိကဖြစ်နေလေတယ်ဘေဘင်ရွာကိုလမ်းလာနေတဲ့ကြက်သမားများနောက်မှာရေဦးစင်ရွာမှာပကြီးကုန်နဲ့ဦးကဲတို့လည်းပါလာခဲ့အိုးမှာသူရန်သူတော်ဖြစ်ခဲ့ဘူးတော့လေအားလုံးအားတင်မုန်းချေလိုက်ပြီးဖြစ်ရဦးကဲအားသူမင်္ဂလာဆောင်ကိုဖိတ်ကြားထားတာကြောင့်အခုလိုပကြီးကုန်နဲ့တူမင်္ဂလာဆောင်ကိုလာအောင်ချင်းဖြစ်ပါတယ်သူတို့ကလမ်းလျှောက်ရင်းနဲ့တယောက်ကိုတယောက်စကားဆိုနေကြလေတယ်ပကြီးကိုမင်းကိုဘယ်သူမင်္ဂလာဆောင်လာဖိတ်ပြားစံမင်းသားမင်းအောင်နဲ့ဂျိုးသိန်းလာဖိတ်တာပဲအေးဟိုကောင်တွေ၃ယောက်လာဖိတ်မယ်ထင်ထားတာကွာဟုတ်တယ်ကျုပ်လည်းအဲ့လိုပဲထင်ထားတာနေပါငါအောင်ကဘာလို့ပြုံးစားမိမထားယူတာနော်ဩသူ့ငယ်ချင်းနဲ့တူလို့ဆိုလားဗျာငယ်ချင်းနဲ့တူတယ်ဟုတ်လားဟုတ်တယ်ဆရာကြီးကသူ့ငယ်ချင်းနဲ့ရုပ်တုံနေမကောက်နော်နာမည်ပါတူနေတာတဲ့နာမည်ကဘာဆိုလားဗျာပါဇက်ပြားတွေမိတ်နေပကြီးကမကြသောချိန်ကမှသူသွားခဲ့တဲ့မြောက်ကမ်းမှာမက်ဝရီရဲ့နာမည်ကိုမေ့လေလေရာဦးကဲတယောက်တပ်ပြေးကိုမသိမသာချလိုက်ပြီးထက်ဝရီမလားအာဟုတ်တယ်ဟုတ်တယ်မက်ဝရီထက်တော့မပါဘူးမက်ဝရီတယ်ဗျာငါမိမနာမည်ကထက်ဝရီပါကွာပကြီးကဦးကဲနဲ့ဦးအောင်တို့ဤဇလိုင်းများကိုတီးထားသဖြင့်မိသည့်စကားမှမပြောဘဲငြိမ်နေလိုက်သူတို့ကနောက်ထပ်တယောက်ကိုတယောက်ဘာမှထပ်မပြောတော့ပဲပေပင်ရွာအတွင်းဝင်လိုက်ကြရာပေပင်ရွာမှာသူတို့နေတီကျွမ်းကြတဲ့ရွာသားများကနေအများကိုလာရောက်လဲပတ်ဖို့အတွက်ဖိတ်ခေါ်ကြလေတော့တယ်သူတို့နှစ်ယောက်ကပေပင်ရွာသူရွာသားများနှုတ်ဆက်နေလမ်းလျှောက်သွားလျာမကြသောချိန်မှာတော့အင်းတိုင်းများဖြင့်ထိုးထားတဲ့မင်္ဂလာဆောင်မန်းတန်အားတွေ့ရှိရလေတယ်ဦးကဲနဲ့ပကြီးကိုရောက်ရှိချိန်မှာတော့မန်းတန်ထဲမှာလူကြီးလူငယ်လူရွယ်ကလေးများပြည့်နေကြပြီး
ဦးကဲတို့နှစ်ယောက်ကမြင်လာနေဧည့်သည်များဧည့်ခံနေတယ်ကိုမြကြီးတို့ကာလာသားတစုမှပြုံးရွှင်သွားနေနှုတ်ဆက်ပြီးတော့ထမင်းစားသားဖို့နေရာပေးလေတော့တယ်ဟာပကြီးငုံနဲ့ဦးကဲနောက်ကြလိုက်တာဗျာလာထမင်းစားကြအေးမြကြီးစိုးကြီးထွက်လာတာပဲမင်းတို့ရွာနဲ့တို့ရွာလမ်းနေမလားဟုတ်ပါဗျာကဲလမ်းဝေးလျှောက်လာဆိုပေးမန်းပေါ်ထိုင်ဗျာမိကျော်တို့မဦးကဲနဲ့ပကြီးငုံကိုနေရာပေးလိုက်စမ်းပါဦးကိုမြကြီးမလို့ပြောလိုက်တယ်ပကြီးငုံကလက်ကပြလိုက်ပြီးမိကျော်တော့နေရာမပေးခိုင်းသမှာနဲ့ကိုမြကြီးကနေ့တွေဘယ်လောက်ကြာအခုဒီကျုပ်ကမျက်နှာပူတော့ဗျပကြီးငုံကအဲ့ဒီကိစ္စတွေကပြီးတာကြာပြီကိုမိကျော်ဆိုရင်မေ့တော့မေ့နေတော့ပါပြီကွာ तू ကမေ့တာကျုပ်ကမျက်နှာပူတာပဲဗျပကြီးငုံမအဲ့လိုပြောလိုက်ရဦးကဲစီလဲခေါင်းငိမ့်လိုက်ပြီးတော့ဟုတ်တယ်မြကြီးကအဲ့ကိစ္စငါလဲပါတယ်ငါတို့ဘာသာသွားထိုင်ပါမယ်ကွာနေစမ်းပါစီဦးကဲနဲ့ပကြီးငုံကပြောဆိုဘာကြီးများနဲ့ဦးတန်းမောင်တို့ထမင်းစားနေတဲ့ဇပွဲတန်းရကိုသွားလိုက်ကြသူတို့မြင်လာနေတန်းရမှာဥစွာထိုင်နေကြတဲ့ဘာကြီးများနဲ့ဦးတန်းမောင်တို့မှာထမင်းကျွေးတဲ့လူငယ်လေးများကိုလှမ်းပြီးတော့စကားဆိုလိုက်လေတယ်ဟေးကောင်လေးတွေလာဒီမှာဧည့်သည်ရောက်နေထမင်းမကန်တဲ့ချက်လာကြသေးလားဟင်းလိုက်လာဖြစ်အောင်ကိုမြဝတ်သားကိုထိပ်ပိုင်းနေပြီးရွေးပြတ်စားရတာဟေ့ဦးတန်းမောင်ရဲ့စကားကြောင့်ဘာကြီးများမှာမကြေမနက်ဖြစ်သွားတော့လေရွာမကာလာသားလေးများပြုံးဆဆဖြင့်ထမင်းမကန်နဲ့ဝတ်သားဖြင့်အခြေသုံးငါ6ကျော်ပဲကြီးနဲ့တို့ကလာပြီးတော့ဖြေပေးကြလေတယ်လိုက်ပါကြီးလာပြီအေးဦးကဲနဲ့ပကြီးကိုစားကွာချက်ကြီးလက်ရနဲ့ငအုံးစေနာတွေပေါ့ငအုံးနဲ့တွေ့ပြီးကြပါလားဘိုင်းမြမလို့မေးလိုက်ရဦးကဲနဲ့ပကြီးကိုဒီဝတ်သားပကံနဲ့ဟင်းကော်ရလက်လှမ်းမှာပြန်ဖြေလိုက်ကြမတွေ့သေးပါဘူးကိုမြရာဒီကောင်အိမ်ပေါ်မှာထင်းနေဘိုင်းမြဦးအောင်ကမင်္ဂလာစကားပြောမှာလားအေးပြောမှာပေါ့မိဘကတော့ခိုင်းတော့ဦးအောင်တော့ဘယ်လိုလုပ်လဲမသိဟာကောင်တွေကမင်းတို့ငအုံးကလဲတယ်ဟာမိဘကတော့ခံတာကိုဘိသိက်ဆရာကိုခြံခိုင်းခဲ့တာဒီကောင်ချင်းတွေလည်းတိသားနေကွာဘရားကတော့တာတွေဘာတွေမလုပ်ခိုင်းဘူးလေဘိသိက်ဆရာတော့သူ့စင်လာဖြတ်လို့စိတ်တူနေရောမယ်မတူပါဘူးကွာငါအောင်ကလူပါဘိသိက်ဆရာကိုငွေတိုးပေးထားတာဟာကဲတို့လည်းထမင်းစားပြီးအိမ်မော်တက်ကြစို့စားဘိုင်းမြစောမှုကြောင့်မကြီးငုံနဲ့ဦးကဲတို့ကထမင်းအားပါလွေးလိုက်ကြအဲနောက်တို့နှစ်ယောက်ကဘိုင်းမြဦးတန်းမောင်တို့နဲ့တူဦးအောင်ကြီးအိမ်မော်ကိုတက်သွားလိုက်ကြပါလိမ့်တော့တယ်ကျုံးနိုင်လုံးများပင်တိဆောက်ထားတဲ့ပြင်အောင်ပြင်ကင်းအိမ်ကြီးရဲ့အပေါ်မှာတော့ရက်နေ့လိုက်ဖက်စွာဝစ်စားထားတဲ့ရန်နီးရဝေးမှာဧည့်သည်များရှိကြလေတယ်ထူးဆန်းစွာအိမ်ကြီးရဲ့အပေါ်မှာတော့ဘုရားရှင်တော်မရှိဘူးသို့ပေမဲ့ထိုရာမြည်သူမှစိတ်ဝင်စားဟန်မရှိသူတို့စိတ်ဝင်စားနေဒီမှာတိုက်ပုံကြီးဝတ်ထားပြီးတော့ခေါင်းမစပင်းများမဲနေတဲ့ဦးအောင်နဲ့တင်းနဲ့သူတို့သမီးဝတ်ဆုံပြီးကြော်ရှင်းနေတဲ့မတ်ဝတီတို့ဖြစ်ကြအိမ်မော်ရောက်လာတဲ့ပကြီးငုံနဲ့ဦးကဲဟာဦးအောင်မသူတို့သမီးနဲ့တွဲထိုင်နေရမှာလှမ်းပြုံးပြပြီးလက်ပြလေတယ်အဲ့တော့ပကြီးငုံနဲ့ဦးကဲစီလည်းလှမ်းပြလိုက်စကားပြင်လမ်းမဆိုကြဘူးအเจ้าမှာဘိသိက်ဆရာကအဝါဝီဝါလုံနေသောကြောင့်ဖြစ်ဦးကဲစပင်းများမဲနေတဲ့ဦးဝါတီတာကြီးကသူ့ဘေးမှာရှိတဲ့ပကြီးငုံဟာခတ်တိုးတိုးစကားဆိုလိုက်ဟေးကောင်ပကြီးငုံငါအုံးကစပင်းဖြူတာလေကွာဘလို့လို့ဆိုရဲမဲနေတာတော့ဒီပေါ့ဗျာသူစပင်းမဲတာတမျိုးကြီးပဲဗျာဦးကဲနဲ့ပကြီးငုံပြောတဲ့စကားကိုကြားတဲ့ကိုဝင်းကသူတို့ကြားနိုင်လောက်တဲ့လေတံနဲ့ဦးကဲ၏အမေကဝင်ဖြေလိုက်အဲ့ဒါကျုပ်လှုပ်ပေးထားတာပေါ့ဝင်းမင်းလှုပ်ပေးထားတာဟုတ်တယ်ကိုကြီးငုံကကျုပ်အကြံပေးထားတာဘလို့မှကြံပေးထားဘလူကြမ်းပါလေကိုကြီးငွာဒဲဟိုအောက်ကအိုးမဲနဲ့အုံးစီရောလိမ့်မိထားလိုက်တာလက်တော့ခေါင်းသွားကင်လို့မရဘူးပေါ့အော်တကယ်ကောင်းတဲ့အကြံပဲဇွေဖြူနဲ့ဆိုရင်ဘယ်ကြည့်ကောင်းမလဲဗျာအဲ့လိုလေးလှုပ်ပေးတာလို့ကြည့်ရတာအဆင်ပြေနေတာအေးမင်းပြောတာလေစိုးတော့မစိုးဘူးကွာခေါင်းကချွေးများထွက်ရင်တော့အခက်သားဟာဦးကဲမှာကိုဝင်းကလှဲကြည့်ပြောလိုက်ရကိုဝင်းကတစ်ချက်ပြုံးလိုက်ပြီးတော့ဦးဝင်းဘေးမှာထိုင်နေကြတဲ့မင်းအောင်နဲ့ကြော်လွင်တို့ဟာလက်ညှိုးထိုးပြကစကားဆိုလေတယ်အဲ့တော့ကျုပ်ကကြိုးတွက်ပြီးသားပါတွေ့လားဟိုနှကောင်သူတို့လက်ထဲမှာပစိုးထည့်ပေးတာတကယ်လို့အဲ့လိုဖြစ်ရင်သူတို့ကတန်းသွားတုတ်ပေးလိုက်ဟာဝင်းမင်းအကြံတော့ပိုင်သားပဲဒီလိုပဲလေဗျာကဲဦးအောင်မင်္ဂလာစားပြောရမယ်ထင်တယ်အေးဟုတ်မယ်ဘိသိက်ဆရာမပါဠိပတ်သားနေငယ်ဖြင့်မင်္ဂလာစကားပြောပြီးတဲ့နောက်အိမ်ဝိုင်းနဲ့အိမ်တင်တောင်းသည့်အကြောင်းပြောတဲ့အခါသူတို့သမီးမဝီရီနဲ့သူ၏မိခင်ဒေါ်သိန်းဝင်တို့မျက်နှာတပြုံပြုံဖြစ်နေကြသူတို့မှနောက်ထပ်တင်တောင်းသည့်ပစ္စည်းများထပ်ပါမိထင်တော်လဲထိုနေရာမှာပဲရက်သွားလေရသူတို့သမီးမိခင်မှာဟန်အောင်မဆောင်နိုင်တော့ပဲနဲ့သူမ၏သမီးဖြစ်သူအနာကတ်ကအတန်ခတ်အုပ်နဲ့စကားဆိုလိုက်ပါလေဝက်ဒီဘလို့ဖြစ်တာတော့ပြောတော့ဆွေငွေတွေလဲရအကုန်ပါတယ်ဆိုကျုပ်လည်းမသိပါဘူးမေပြီးမှမေးကြည့်ရမယ်မဝတီတို့သားမီးမျက်နှာမှာတိတ်၍မကြည်လင်တော့ပဲဦးအောင်ကမကြေမနက်ကြည့်လို့နေကြထိုချိန်တွေရိတ်စားမိတဲ့ဦးအောင်မှာမသိချောင်ဆောင်နေတော့လဲချွေးတို့ပြန်လာကအတင်းဆောင်ဆိုင်နေတဲ့မင်းအောင်နဲ့ကြော်လွင်တို့အလိုက်တင်ထွက်လာတဲ့ချွေးများကိုတုပ်ပြီးကြလေတယ်မင်္ဂလာစကားပြောပြီးချိန်တွင်ပေပေရွာလူကြီးဦးမောင်ကြီးမှချောင်းချက်ဟန်းလိုက်ပြီးတော့အိမ်ပေါ်မှာရှိတဲ့မင်္ဂလာပရိသတ်တို့ဟာအတန်ခတ်ကြဲကြဲနဲ့စကားဆိုလိုက်ပါလေကဲကျုပ်တို့ပေပေရွာကကိုဦးကဇနီးကောင်းတယောက်ကိုပိုင်ဆိုင်လိုက်တာပဲခင်ဗျားတို့သိမလားတော့မသိဘူးအိမ်နဲ့ဝိုင်းကလွဲပြီးသူပိုင်တဲ့ပစ္စည်းတွေကိုဘိုးထေကိုအကုန်လွှဲပေးလိုက်တယ်လေသူ့ရဲ့ဇနီးတွေကလည်းတဲပြီးစိတ်သဘောထားမြင့်မြတ်တပြားဥစ္စာပစ္စည်းမက်လို့ကိုဦးကိုယူတာမဟုတ်ဘူးဆိုတာတက်တည်ပြလိုက်တယ်လို့ပဲဗျို့
ရွာလူကြီးတွေကမကရွာကြီးရမရဖများသည်ပင်သူတို့သည်မဝရီယာချီးကျူးနေလျာမဝရီတယောက်မှန်းချက်နဲ့နှမ်းထွက်မကိုက်တော့လဲလူပုံလည်းမှာဖြစ်နေရကြောင်းပြဿနာပြုနေဖြစ်တဲ့မျက်နာအားမချီပြုံးပြင်ထိန်းထားရတယ်သူမိခင်ကြီးဒေါ်သိန်းဝင်မှာဖြစ်ဟန်မင်မဆောင်နိုင်ပဲမျက်နာမှာလာငပုတ်ဖမ်းထားသလိုဖြစ်လို့နေတယ်အဲ့ရများကိုသတိထားမိတဲ့ဦးအောင်တယောက်ချွေးများပြန်လာလျာခေါင်းမှာလိမ့်ထားတဲ့အိုးမဲများမျက်နာပေါ်စီးမကြရင်တာဝန်ထားတဲ့ကြော်လွင်နဲ့မင်းအောင်မှာတာဝန်ကျေပွန်စွာဖြင့်ပစိုးဖြင့်မျက်နာအတုပ်ပေးနေပြီးတော့မင်္ဂလာပွဲသည်လည်းအောင်မြင်စွာပြီးဆုံးသွားပါလေတော့တယ်ပြောမယ်သာပြောတာကိုကိန်းကခုချိန်သူရွာကောင်တွေတောက်စားနေလောက်ကြပြီဟုတ်တယ်ပေါ့သူရာကိုမြအိမ်မှာလူဆုံနေလောက်ပြီကွာတိပိများအုံဆိုင်နေတဲ့တောင်ကြီးရဲ့နဘေးမှာမြေတာတောင်တို့ခင်းနေကြတဲ့ဘိုးတင်တို့အဖွဲထဲမှာကိုကိန်းနဲ့ပေါတူးတို့ပက်လက်လန်အိမ်နဲ့ကောင်းငင်မှာကျဲနဲ့လာတချမ်းကိုမော့ကြည့်ရင်ဇကားဆိုနေကြခြင်းဖြစ်ဆိုင်နဲ့ဟိုကောင်တွေရောအိပ်ပြီလားဟိုမှာတော့ကွေးကွေးလေးအိပ်နေတာပဲအိပ်ရောပေါ့ကိုကိန်းမင်းနည်းနည်းပါမတောက်ချင်ဘူးလားဘာလဲပေါ့သူကအရက်လေးဘာလေးလေကွာတောထဲမှာနည်းနည်းအေးတယ်မလားတောက်တော့တောက်ချင်ပါလေအရက်မှမပါတာငါတို့ဘာသွားတော့ကိုကိန်းမအဲ့လိုညီးလိုက်ရပေါတူကကိုကိန်းဘက်ကိုတစောင်းလှဲလိုက်ပြီးအတန်တိုးတို့နဲ့စကားဆိုလိုက်လေငါမှအစီတပလင်းပါခဲ့တယ်ကွာငါတို့တွေကအဝတ်ဆိုင်နဲ့ရောထဲတာဟာတကယ်လားတကယ်ပေါ့ဟာရက်ရှိတော့ဟုတ်ပါရဲ့အမိကမရှိဘူးဟာငါသားပါမှတရားတောက်တတ်တာမင်းကလည်းကွာဟိုလေမှာမီးဖို့ထားတော့ငါချောက်လေးဖုတ်လိုက်မလို့ငါချောက်ပုံးနဲ့ရက်မီးရတာမနှိပ်ပါဘူးကွာငါသားလေးပါလေးဆိုလဲတော်သေးကိုကိန်းမအဲ့လိုပြောလိုက်ရပေါတူကအိမ်ညမှာငုတ်တုတ်ထိုင်လိုက်ပြီးသူတို့နဲ့မလန်းမကန့်မှာအိမ်နေကြတယ်မုံစိန်ညုံနဲ့ဘိုးထင်တို့ဟာအကဲခတ်ကြည့်လိုက်ကကိုကိန်းကိုအကြံပေးလိုက်လေတဲ့ကိုကိန်းငါတို့ငှက်သွားပြအောင်ကွာဘယ်ငှက်တွေပြမှာမင်းကလည်းညနေကခါထုံတန်ကြားတယ်ကွာတောချက်တွေကတအားတွန်းတာကန်ကောင်းရင်တောချက်တော့ရနိုင်သေးတယ်မောင်မောင်မမေ့ဘူးကွာမင်းကလည်းမိအောင်ဆောင်ပါလေကွာအေးဟုတ်တယ်ဒါနဲ့ငါတို့ဘိုးထင်တို့မှပြောနေမှာမသိဘူးဒီကောင်လေးပင်မလို့အိတ်နေကြပြီနိုးမှလည်းမဟုတ်ဘူးဒါဆိုထကွာဓာတ်တွေယူခဲ့အောင်ယူတာပေါ့ကွာမင်းမိအောင်ဆောင်ပြငါပြစ်မယ်ကိုကိန်းနဲ့ပေါတူတို့ကအတန်တိုးတိုးနဲ့တိုင်ပင်ပြီးတဲ့နောက်သူတို့ဤဓာတ်များကိုကြောမှာလွယ်လို့လွယ်များကိုလည်းလွယ်လိုက်ပြီးတော့မိအောင်ဆောင်ကိုပေါတူမှကိုင်ကသူတို့စကန်းချတဲ့နေရာနဲ့ကတ်လျက်ရှိတဲ့တောအတွင်းကိုဝင်သွားလိုက်ကြပါလိမ့်တော့တယ်မောင်မဲနေတဲ့တစ်ပင်တစ်တော်များကြားမှာဝါချင်းချင်းမီးလင်းအောင်တစ်ခုထွက်ပေါ်လို့နေတယ်အမောင်တို့ကြီးဆိုးတဲ့တစ်တော်အတွင်းမို့လို့ရေနံစီမီးကွက်ထဲထားတဲ့မီးအိမ်မှာအလင်းရောင်ဟာရက်တွင်းရွာတွင်းထွန်းလင်းတဲ့အချိန်များထက်ပိုလို့လေးနေတောင်ရှိလို့နေတယ်မီးအောင်ကလိုအပ်တဲ့နေရာသာအလင်းရောက်ရှိအောင်မီးအုပ်ဆောင်တတ်ထားခြင်းကလည်းမီးကိုလင်းအားကောင်းစေရန်အထောက်အကူပြုနေခြင်းလည်းဖြစ်နိုင်တယ်မီးအိမ်ကင်သားသူမှာပေါက်တူးဖြစ်ပြီးတော့သူ၏ဘေးမှာတော့လေးကွာပြစ်ခတ်ရန်အသင်ပြင်ထားတဲ့ကိုကိန်းလဲပါတယ်သူတို့ကတော့အတွင်းမှာစကားမပြောကြပဲကြဲအိတ်တန်းငှက်အိတ်တန်းများလိုက်လံရှာဖွေနေတယ်ချိန်တော်ကြောင်လိုက်ရှာတော့လဲအသေးချာပြစ်ခတ်နိုင်တဲ့အိတ်တန်းများမှာမတွေ့ရပဲအတန်မြင့်တဲ့တစ်ပင်များပေါ်မှာသာအိတ်နေတဲ့ငှက်တချို့ဟာတွေ့ရလေတယ်မြင်းဒီကတကြောင်ငှက်များကသေးဒီကတကြောင်အကြောင်းမျိုးမျိုးကြောင့်သေးချာမပြစ်ခတ်လိုက်ရပဲသူတို့ဆက်သွားနေဒီမှာပဲစကန်းချနေရာနေဝေးတဲ့ဝေးလာကြအချိန်တော်ကြာတဲ့ဒီဘာငှက်မှမရတဲ့ခါမီးအိမ်ကင်ထားတဲ့ပေါက်တူးတယောက်စိတ်မကြည်မသာဖြစ်လို့လာပြီးတော့ကိုကိန်းကအတန်ခတ်အုံးနဲ့စတင်ပြီးတော့ပြစ်တင်စကားဆိုလာလေတယ်ကိုကိန်းမင်းလက်ကန်းလိုက်လားကွာပြရတဲ့ငှက်ကလည်းဘုံဖေနေတော့လေးလေကွာပြီးတော့မင်းပြတဲ့မီးကလည်းပိုးဆုံးလေးတော့လင်းတာမဟုတ်ညနေတော့တော့တွန်လိုက်တဲ့ခါတွေတွန်လိုက်တဲ့တောကြတယ်အခုတော့ဘယ်သွားသေးကုန်လည်းမသိဘူးပြောင်းပေါက်တူတောထဲမှာပေါက်ကြရမှာပြောနေမင်းငါဘာပေါက်ကြပြောလို့တော့မဟုတ်တယ်ကွာမင်းပလင်းပါလားအေးပါတယ်အစီပလင်းလေရေမပါတော့ပါတယ်ငါရက်စားလေးပါထည့်လာတာကိုကိန်းကလို့ပြောပြီးတော့လွယ်အတွင်းကိုလေးဝါထည့်လိုက်ပြီးတော့လွယ်ထဲမှာစစ်သုံးရေဘူးလေးအားထုတ်ကပေါက်တူအားပေးလိုက်ပေါက်တူဒီလဲအောက်ပေါင်းရှင်းတဲ့တစ်ပင်တွေအောက်မှာမီးအိမ်ကိုချလိုက်ပြီးတော့မီးအုပ်ဆောင်ကိုဖယ်လိုက်ပြီးတော့ထွန်းလိုက်အဲ့တော့တစ်ပင်အောင်မှာမီးအိမ်ရဲ့အလင်းအောင်မှာဖျားကြလျက်ရှိပေါက်တူကသူ့ရက်စီပလင်းအားထုတ်လိုက်ပြီးတော့ကိုကိန်းလက်ထဲမှာရေဘူးတဲ့ကိုထဲ့ကအရက်ဆက်လိုက်ပြီးတယောက်ကုန်းငုံငါစာရွက်ပြေထုတ်ယူလာတဲ့ရက်စားလက်ဝါးပေါ်တင်ပြီးတော့ရက်လိုက်ပြီးရက်တော်ရင်းတဲ့စကားဆိုနေကြပါလိမ့်တယ်အမီးရမလားလုံငတ်ပြည့်ထွက်ပါတယ်ကွာခွေးကြီးထဲမှာပဲအခုရက်စားနဲ့မြည်နေရအေးကွာကိုဘသားငါချောက်ဖုတ်လေးနဲ့မြည်နေအောင်အေးဆေးနေဒါနဲ့ခုချိန်ဘာယူလို့ဝိုင်းပါဆိုအမီးစုံနေလောက်ပြီစုံတော့ပေါတူရမင်းသိတဲ့အတိုင်းပဲအချိန်မတော်ဝိုင်းလေရွာလူကြီးကအမီးစုံမှာတောက်တာဝါကောင်းတုတ်လေးရဲ့ကြက်ကာလာသားလေးရဲ့လက်ဖက်တုတ်လေးတောင်ပါသေးတယ်ကြံတာတော့စုံမစုံပဲပြောရင်းဆိုရင်အပြေးကလေးတောင်သွားတောက်ခြင်းပြီတယ်ကွာပေါတူနဲ့ကိုရင်ကရေဘူးပြင်ထည့်ထားတဲ့အရာတယောက်လက်စီမော့တောက်နေရစားအမီးလောက်ပြီးတော့မီးနေကဘေးပင်ရွာရှိမင်္ဂလာဆောင်ပြီးတော့တောက်စားနေကြတဲ့အကြောင်းများကိုပြောဆိုနေချိန်သူတို့နှာခေါင်းထဲသို့အသားကင်နှမ်းများရလာလျာတယောက်ကိုတယောက်ကြီးနဲ့ပေါတူးမှာဥစွာအသားကင်အနှံအကြောင်းကိုပြောလိုက်လေတယ်ကိုကိန်းငါတို့ရွာအကြောင်းပြောပြီးသတိရလွန်သွားပြီထင်တယ်ကွာဝက်ကင်နှမ်းတော့ရလာပေါတူးမင်းရောရလားငါလည်းဝက်ကင်နှမ်းရတယ်ငါစိတ်တယ်ထင်တယ်မှတ်နေတာစိတ်ထင်တာပဲနေမှာကွာဒီတော်ကြီးတဲ့ဘသူကဝက်လာကင်မှာတော့အေးဘိုးတင်တို့များဝက်ကင်နေလားမသိဘူးဟမ်ယူလိုက်တယ်တွေဟိုကောင်တွေကအိတ်တာပင်သိုးလို့တို့မူးလာလို့အနှမ်းရကျင်တာလည်းရနေတာမသိပါဘူးကွာမဟုတ်ဘူးမိတ်ဆွေတို့ကျုပ်กินထားတာ
လူတယောက်ရဲ့တန်မာရုပ်တဲ့ပေါ်လာဖြင့်ရက်တောင်းနေတဲ့ပေါတူးနဲ့ကိုကိန်တို့ကအတန်လာစီကိုလှမ်းကြည့်လိုက်ကြသူတို့ထုံးထားတဲ့မီးရင်အလင်းအောင်အောက်ကိုအသက်30ရွယ်ခန့်ဥပဒေကိုခတ်ကောင်းကောင်းလူတယောက်ကိုတွေးလိုက်ရအဲလူရွယ်မှာပေါတူးနဲ့ကိုကိန်တို့ထိုင်နေတဲ့နေရာနဲ့မလန်းမကန်းထိတိုးကပ်လာကဖော်ရည်စွာပြုံးပြီးတော့စကားဆိုလေတယ်ငါကြီးတို့နှစ်ယောက်ဝိုင်းကောင်းနေတာလားမကောင်းပါဘူးဗျာရက်စားလေးနဲ့ပဲမြည်နေတာဒါနဲ့ခင်ဗျားတော်ကြီးတဲ့တယောက်တည်းဘာလာလို့တာဒီဘက်လူတန်ကြားလို့လာကြည့်တာကျုပ်တို့တွေကဟိုဘက်နားမှာစကန်းချနေရလေတော့ဝဲရလို့တော့ဝဲကိုกินထားတာအားကြောင့်ထင်နေဗျာဝက်กินနဲ့ရနေပါတယ်လို့ခင်ဗျားတို့မုံဆိုးတွေလားဆိုပါတော့လာလီအကိုတို့စကန်းကိုလိုက်ခဲ့ဝက်กินလေးနဲ့မြည်ပေါ့အာတော်ပါဗျာအားနာကြကြီးအားနာကြမလို့ပါဘူးငါညီတို့ရအကိုတို့ဝက်กินထားတာတကောင်လုံးပေါတူနဲ့ကိုကိန်ကတယောက်ကိုတယောက်ကြည့်လိုက်ပြီးတော့မင်းငေါကတိုင်မင်နေကြသူတို့ဟာဖိတ်ခေါ်တဲ့လူရွယ်မှာဖြင့်တိုင်မင်နေတာကိုသတိထားမရင်ပို့ပြီးတော့လော့ကုတ်ပြုတ်လေတယ်လိုက်ခဲ့ပါငါညီတို့ဟာနီးနီးလေးကိုအားလဲနာတက်ပြီးတော့တကယ်လဲလိုက်ချင်နေကြတဲ့ပေါတူနဲ့ကိုကိန်ကတခြားသောအကြောင်းအများကိုမတွေးတော့ပဲခေါင်းအောင်ပြိုင်လူနီးပါးညှိ့လိုက်ကလိုက်မယ်ဗျာအဆူကောင်းတယ်ဗျာကောင်းတယ်လာအဲ့ဒါအကိုတို့သွားကြစို့လူရဲကပေါတူနဲ့ကိုကိန်လိုက်ပြီးပြောတာကြောင့်ဝမ်းသာအားနဲ့ရှေ့မှာသွားလေတော့တယ်ပေါတူနဲ့ကိုကိန်ဒီလဲမီးရင်အားပေါတူမှကောက်ယူလိုက်ပြီးတဲ့နောက်လူစိမ်းနောက်ကိုလိုက်ပါသွားကြပါလေတော့တယ်တစ်ပိန်တပင်ဟာလဲထားအောင်အဲ့နေရာမှာတစ်တော်တွင်ကွင်းပင်ခတ်ကြဲကြဲဖြစ်လို့နေတယ်ကောင်းကင်မှာကျဲများနေဥကောင်းတက်တဲ့ကိုရောက်လို့နီးပါဖြစ်တယ်လာကိုလည်းမြင်တွေ့နိုင်လေတယ်ကွင်းပင်ထဲမှာဖြင့်ဝက်တကောင်ကမီးပေါ်မှာတစိုးထိုးပြီးတော့กินထားပြီးဝက်ကင်ဘေးမှာတော့လူ3ယောက်တို့ကမိသည့်စကားမှမပြောဘဲထိုင်နေကြများမကြသောချိန်မှာပေါတူးနဲ့ကိုကိန်တို့ဟာခေါင်းဆောင်လာတဲ့လူတွေကဝက်ကင်ဘေးမှာထိုင်နေကြတဲ့နောက်ထပ်လူရဲ3ယောက်နားကိုရောက်လာကြသူတို့၏မျက်နှာများမှာမျက်နှာသေးများနေဖြစ်ပြီးတော့ပေါတူးနဲ့ကိုကိန်ကလှမ်းပြီးတော့ပြုံးပြဒီမှာပင်အသက်မပါလာပြီကိုကိန်တို့နှစ်ယောက်ကသူတို့ဟာပြုံးပြနေလူများကိုပြန်လည်ပြုံးပြလိုက်ကြသူတို့နှစ်ယောက်ကခေါင်းဆောင်လာတဲ့လူရဲမှာဖြင့်မျက်နှာပြုံးချိုပြီးသူ၏အဖော်ပေါင်းများကိုမိတ်ဆက်ပေးလေတယ်သူတို့ကငါနဲ့တောထဲမှာတွေ့ခဲ့တဲ့မိတ်ဆွေတွေပဲငါနဲ့တူတောက်စားဖို့ခေါ်လာတာကောင်းတာပေါ့ကဲကဲထိုင်ကြညနေတင်နေလူ3ယောက်နဲ့သပင်ရောင်တုံးနဲ့လူရဲကအငွေထောင်းထောင်းထနဲ့ဝက်ကင်ကလက်နဲ့ဆွဲဖဲလိုက်ပြီးတော့သူတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ကိုကိန်တို့ဟာကမ်းပေးလိုက်ကိုကိန်နဲ့ပေါတူးစီလည်းအားနာနဲ့မျက်နှာများနဲ့သူတို့၏လက်မှာကင်ထားတဲ့မီးအိမ်နဲ့ရေဘူးတို့ဟာမြေပြင်မှာချလိုက်ကကြီးမားတဲ့ဝက်ကင်မိုင်းဟာလက်ခံယူဆောင်လိုက်တို့ပေမဲ့အလွန်ပူနေကြအောင်နှစ်ယောက်စလုံးလက်ဖြင့်မကင်နိုင်ကြပဲမျက်ပင်များပေါ်ကမန်းကရန်တင်လိုက်ရသူတို့၏ဖြစ်ပျက်ကိုမြင်တွေ့သွားတဲ့မျက်နှာစိမ်းလူရဲများမှာသဘောကျသွားပြုံးလိုက်ပြီးမိတ်ဆွေတို့ကပူမခံနိုင်ဘူးထင်တယ်ရှောင်းမင်းရလဲကွာဘူးလောင်လောင်ပေးလိုက်ရတယ်လို့အေးကွာငါမေ့သွားတယ်အစင်မေကြလားညီလေးတို့ရှောင်းတုံးနဲ့လူရဲမမျက်နှာသေးကြီးနဲ့မေးမြန်းလိုက်ရပေါတူးတို့နှစ်ယောက်လဲလက်ကပြလိုက်ပြီးတော့အော်ရဘာမှမဖြစ်ဘူးသူတို့နှစ်ယောက်ကမျက်ပေပေါ်မှာဝက်သားကင်တော့လက်နေဖက်ကစားကြည့်လိုက်အနေငယ်စားပြီးတော့လက်ထဲမှာကင်ထားတဲ့အသားများကိုထူးဆန်းစွာကြည့်နေကြအเจ้าမှာအနံ့သာမွေးနေတော့လေသူတို့စားနေတယ်စားခြင်းစပွဲငွေထောင်းထောင်းနဲ့ဝက်သားကင်မှာမီးသွေးကရဝါစားသည်လားပါဇက်တွင်းခံစားနေရဒါကြောင့်ကိုကိန်ကထူးဆန်းတဲ့အမူအရာဖြင့်ပေါတူးအားကြည့်လိုက်ပေါတူးသည်လည်းကိုကိန်ကပြန်ကြည့်လိုက်ရသူတို့နှစ်ယောက်ရဲ့ပါဇက်တို့မှာမဲလို့နေပါတယ်အိုမဲကဲများဝါစားထားသည်လားမဲနေပြီဖြစ်အနေငယ်မူးနေတော့လေသတိလက်လို့မရှိသေးတဲ့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်အချိန်တန်ကြောင်ကြည့်ပြီးတော့ပုံမှန်သိတဲ့ဖြင့်အချင်းချင်းမျက်လုံးများနဲ့စကားပြောနေကြအဲနောက်သူတို့နှစ်ယောက်ကဘေးမှာချထားတဲ့အရက်ဘူးနဲ့မီးအိမ်တို့ကကောက်ကန်ကထိုင်နေရာမှာမတ်တက်ရက်လိုက်ပြီးပေါတူးမှသူတို့ကခေါင်းဆောင်လာတဲ့လူရွယ်လှမ်းပြီးတော့စကားဆိုလိုက်မင်းနေရာကိုကျုပ်တို့စကန်းပြန်အောင်မယ်ကျုပ်တို့ပျောက်လို့အဖော်တွေကရှာနေလိမ့်မယ်ဗျာရောက်ပြီးမှတော့အေးဆေးနေပေါ့ညီလေးတို့ရာမင်းတို့စကန်းဘဲမှမပြေးပါဘူးကွာမရလို့ပါကွာကျုပ်တို့သွားမယ်နော်ပေါတူးနဲ့ကိုကိန်ကကြောက်စိတ်တို့ဟာချုပ်တီးပြီးတော့ခတ်တီနဲ့ဝက်ကင်ကအလဲထားပြီးတော့ထိုင်နေတဲ့မျက်နှာသေးလူများကြောခိုင်းကလမ်းလျှောက်ထွက်သွားကြလိုက်သူတို့လမ်းလျှောက်လာကွင်းပြင်အစုံရောက်လူတွေအနောက်မှာမျက်နှာသေးလူစိမ်းများမှာတဟားနဲ့ရီမောလိုက်ကြပြီးပေါတူးနဲ့ကိုကိန်ကအတန်ခတ်မှာဖြင့်တယောက်သောမျက်နှာသေးလူမှဟန်ထားလိုက်လေတယ်မင်းတို့ကလိုက်လာတော့လိုက်လာပြီးတော့ခုဒီတိုင်းထွက်သွားမလို့လားမင်းတို့ကငါတို့မီးသွေးတုံးဒရုံးစီစားပြီးပြီဆိုတော့မင်းတို့ရဲ့ပေါင်တစ်ချောင်းစီလောက်ငါတို့ပြန်ပေးမလားလေတန်အေးနဲ့မျက်နှာသေးလူရဲ့စကားကြောင့်ပေါတူးနဲ့ကိုကိန်တို့ကမတိုင်ပင်ထားပဲနောက်ကိုလှည့်ကြည့်လိုက်ကြသူတို့နှစ်ယောက်မြင်လိုက်ရသည်မှာနှစ်ယောက်လုံးပါဇက်အဟောင်းသားဖြင့်အန်အောလို့နေပါတော့တယ်အเจ้าမှာမီးပုံမှာกินထားတဲ့ဝက်ကင်ကြီးမှာမဲနဲ့နေတဲ့မီးသွေးတုံးဖြစ်နေပြီးဝက်ကင်ဘေးမှာထိုင်နေတဲ့မျက်နှာသေးလူများသည်လေသူတို့ရုပ်တွေများပျောက်ွယ်ကကိုခန္ဓာမှာအခိုးငွေများထွက်နေပြီးတော့မျက်လုံးများပြူးကပါဇက်ပြဲပြီးခြုံထွက်တဲ့သွားများမှာအတိုင်းသားပေါ်နေကြပါလေအမျိုးမီမသိတော့လဲမကောင်းဆိုးမှဖြစ်သည်မှာတေးကြနေတယ်မကောင်းဆိုးတို့ကလူကဲသို့မတ်တက်ရမသွားပဲခြေလျားတဲ့ခြေတံလက်တံများကိုအားပြုကလက်ထောက်ခြေထောက်ပြီးတော့ဂုံးကွာနဲ့ပေါတူးတို့နှစ်ယောက်အားကြည့်ကသူတို့ဤသွားများကိုပို့ပြီးတော့မြင်သာစေရန်မန်ဖီကဖျဲပြနေပြီးတရွေ့ရွေ့နဲ့ထိုးကတ်လို့လာပါလိမ့်တယ်အချိန်နေမကောင်းမှန်းသိတဲ့ကိုကိန်နဲ့ပေါတူးတို့ဟာတဖြည်းဖြည်းချင်းတယောက်မျက်နှာတယောက်ကြီးကရုတ်တရက်နှစ်ယောက်သားကဲကြပါအောင်မျိုးဟုတစားစားအော်ဟိနဲ့တော်တဲကိုပြေးဝင်သွားရာအနောက်မှာမကောင်းဆိုးအားကောင်းများသည်လဲစူးစူးဆာဆာအော်တန်ပြုတ်ဝင်တဲ့ပေါတူးတို့နှစ်ယောက်နောက်ကိုလိုက်သွားလိုက်ကြပါလေတော့တယ်ည
ငင်းချိန်ခါတွေအော်တက်တဲ့အကောင်လေးများရဲ့အတန်နဲ့မီးပေါ်မှာထွက်လာသည့်မီးတောက်လောင်နေတဲ့အတန်များကြောင့်ဘိုးတင်တို့6ယောက်အိမ်မောကြလို့နေတယ်အဲ့ဒီချိန်ကဲကြပါမျိုးကဲကြပါဦးကျဲလောင်စွာအိုဟစ်တန်များကြောင့်ဘိုးတင်တို့ကအိပ်ပျော်နေရမှလန်နှူးသွားကြပြီးချက်ချင်းငုတ်တုတ်ထိုင်ကပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်ကြသူတို့ကကိုကိန်နဲ့ပေါတူမရှိတာကိုသတိပြုမိပြီးတော့ဒါနဲ့ဖိုးထွေးမှမီးတို့တစ်ချောင်းကိုအလင်းမြန်လှုပ်လိုက်ရပတ်ဝန်းကျင်ကိုမီးတို့ရဲ့အလင်းအောင်မှလင်းထိန်လို့သွားအဲ့နောက်သူတို့ကပါလာတဲ့လက်နက်တို့ကအသင်ကန်လိုက်ပြီးတော့အချင်းချင်းစကားဆိုလိုက်ကြကိုကိန်တို့ဘယ်ပြောက်သွားလဲမသိဘူးအစောကအော်တန်ကိုကိန်နဲ့ပေါတူတန်ဖြစ်မယ်ဒီလူနှစ်ယောက်ကကျုပ်တို့မသိပြန်နဲ့ဘယ်မှမသွားပါနဲ့ပြောထားရက်နဲ့အဲ့ဒါဒီနောက်မှပြောတော့ဘိုးထင်ဟာသူတို့နှစ်ယောက်ဘေးကင်းမှုအရေးကြီးတယ်တန်ကြားတဲ့ဘက်ကိုသွားကြစို့မုံစင်းညွယ်သတိပေးမှုကြောင့်သူတို့အားလုံးကတောတွင်းကိုစတင်ဝင်ရောက်လိုက်ကြဘိုးထင်နဲ့မုံစင်းညွယ်မှမီးတို့ဟာသားနဲ့ဘိုးထွေးထံမှပြောင်းယူပြီးတော့ရှေ့ဆုံးမှသွားနေကြသူတို့ရဲ့နောက်မှာတော့သားနဲ့ဘိုးထွေးတို့မှဒူးလေးကိုဟန်ပြင်းနေကင်ထားပြီးဘေဒူးနဲ့သားရည်တီလည်းလှန်နှံများကင်ထားကြဘိုးထင်နဲ့ပေါတူးတို့အော်ခေါ်ရင်းနဲ့သူတို့ကြားခဲ့တဲ့အတန်လားစီကိုမှန်းဆပြီးတော့ခက်မြန်မြန်သွားနေကြကိုပေါတူးမျိုးကိုကိန်ဘိုးထင်ကအော်ခေါ်လိုက်သူတို့ကြံတဲ့သူများသည်လည်းကိုကိန်နဲ့ပေါတူးတို့ဟာအော်ခေါ်နေကြညနေချိန်မလို့ဘိုးထင်တို့၏အော်တန်များကတတော်လုံးတို့ပဲ့တင်ထန့်နေတဲ့အဖြစ်တယ်အတန်ကြောင်အော်ခေါ်တော့လဲကိုကိန်တို့မှပြန်လဲထူးသည့်အတန်မရှိတဲ့အခါဘိုးထင်တို့အားလုံးစိုးရိမ်စိမ်များပူလာကြတော့တယ်ကိုကိန်တို့နှစ်ယောက်ကစွန်သားခီးယားယခုမှထွက်ဖူးကြသူများဖြစ်၍အတွေ့အကြုံမရှိတာကြောင့်ပို့ပြီးတော့စိတ်ပူစရာဖြစ်ရလေတယ်ဒါကြောင့်သူတို့အော်ခေါ်နေကြတဲ့အတန်များကိုခိတရက်လိုက်ပြီးတော့အချင်းချင်းတိုင်ပင်ရပြန်တယ်ဘိုးတင်ကိုကိန်တို့တခုမှဖြစ်သွားပြီလားမသိဘူးဘာတမ်းမှလည်းပြန်မပေးဘူးအေးကွာဒီလူတွေမလိုက်ပါနဲ့လို့ငါတားသေးတယ်ဟောဘယ်လိုလုပ်ကြလဲဘိုးတင်ဆက်ရှာကြမလားဒိုးစကန်နဲ့ဝေးလဲသွားအောင်မသိဘူးထင်တယ်ဘယ်လိုလုပ်ကြလဲမိုးစိန်ညိုဘိုးတင်မှမတွေးတတ်အောင်ဖြစ်နေသူ့ဘေးမှာမိုးစိန်ညိုဟာမေးလိုက်ပါလေတယ်အဲ့ကမိုးစိန်ညိုကမိုးစိတ်ကိုတက်ကခိတစဉ်းစားလိုက်ပြီးတော့ငါတို့စကန်နဲ့ဝေးတော့သွားမရှာဘူးကွာတကယ်လို့သူတို့ကတောင်ဘက်မှာရှိရမယ်ထားငါတို့ကမြောက်ဘက်ရောက်သွားရင်လည်းအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါတော့ဟုတ်တယ်အဲ့တော့ငါတို့စကန်ပတ်ဝန်းကျင်နားနဲ့အော်ခေါ်ကြည့်တာပေါ့မိုးစိန်ညိုပြောဆိုနောက်ပြန်လှည့်မိကြမ်းစင်းကဲတော့အောင်မျိုးပေါတူရဲ့အော်တန်ထပ်ပြီးတော့ကြားပြန်လေအတန်လာစီတို့ဘိုးတင်တို့အုပ်စုဂျုံတွေများကိုပင်သတိမမူနိုင်တော့ပဲတောနှင်း၍ပြေးလွှားသွားလိုက်ကြပါလေတော့တယ်မောင်မဲနေတောထဲမှာကြောက်လန့်ကြပြေးနေသူမြောက်မှာကိုကိန်နဲ့ပေါတူတို့နှစ်ယောက်ဖြစ်ပါတယ်သူတို့ကကန်ဆိုးတဲ့ကြားထဲမှာကန်ကောင်းသူပြောရမည်ဖြစ်၍အเจ้าမှာပေါတူကင်ထားတဲ့မီးအိမ်ကမြည်သည့်ယာနှင်းမှမတိုက်မိပဲတလန်းလုံးအလင်းရောင်ပေးဆွဲနေတာဖြစ်တော့တယ်သူတို့နှစ်ယောက်ကနောက်မှလိုက်လာတဲ့မကောင်းစွာကောင်များနီးကပ်လာတဲ့အခါအားဆိုင်ပြေးရ၍ဘိုးတင်တို့ကအတန်မပြုတ်နိုင်ပဲရှိနေကြအဲ့ကသူတို့ကမကောင်းစွာများမှမီးလူမိခင်ဖြစ်နေသလိုသူတို့လည်းမပြေးနိုင်တော့တဲ့အတွက်နောက်ဆုံးအချိန်အားကုန်သုံးပြီးကဲပါအောင်အော်ဟစ်ပြီးတော့ပြေးလွှားခြင်းကိုရပ်တန့်လိုက်ကြတော့တယ်အဲ့နောက်သူတို့နှစ်ယောက်ကကြောမှလွယ်ထားတဲ့ငှက်ကြီးတောင်ဓာတ်တို့ကိုဖြုတ်လိုက်ပြီးတော့ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ပါလေတော့တယ်ဘာလို့မထူးကွာတေမဲတို့အဲ့ကောင်တွေကိုငရဲခေါ်သားကြမယ်မိကြီးတော့ငရဲလားမိမသာငရဲသွားမှာငါတော့ငရဲမသွားနတ်ပြီသွားငါနှစ်သားလုံးမှာမင်းတို့ကောင်မျိုးနတ်ဖြစ်မှာလားနတ်ပြီမှာနတ်သားမျိုးနဲ့နတ်ခွေးဝဲသားတော့မဖြစ်ဘူးမင်းကဟဲ့နတ်ပြီမှာခွေးမရှိဘူးရှောက်ပြောနေနဲ့ပေါတူနဲ့ကိုကိန်တို့ကမီးအိမ်နဲ့ရက်ဘူးများကိုဘေးချကလက်ထဲမှာကင်ထားတဲ့ဓာအဒိန်ထဲမှာဆွဲထုတ်ပြီးတော့သူတို့ကနောက်ကလိုက်လာတဲ့မကောင်းဆိုးဝါးတို့နဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်တော့တယ်ကိုကိန်နဲ့ပေါတူတို့နှစ်ယောက်မှပင်မန်းသည့်တောင်တီလောက်မုန်းသူများဖြစ်ကြပေါတူလူပြိုခါလဲတောင်ဝလုပ်ငန်းများညီပြည့်သူသားမှအသက်ငယ်ငယ်ဖြင့်ဒိုင်ငံလှုပ်ပြီးအိမ်အောင်ကျသွားတဲ့ခါမှလည်းမိမဖြစ်သူမဆွဲမိကမျက်စိတောက်တောက်ကြည့်ကမျက်စိအောက်မှအပြောင်းမခံသူဖြစ်၍ပင်မန်းအလုံးများမခိုင်းပြီအဲ့အတွက်ပင်မန်းအလုံးများအားမလုပ်ရတာကြာပြီပင်မန်းတဲ့ခါစိတ်တူဒေါသထွက်တတ်သူဖြစ်ပါတယ်သူနီးသူကိုကိန်စီလည်းအမားဖြစ်သူများဖူးမှုတ်ထားသူဖြစ်ရာသူလည်းပင်မန်းတဲ့ခါအလွန်တရာစိတ်တူတတ်သူဖြစ်ပါတယ်ပေပန်းသည်ဆိုရာတွင်သူတို့ဘာသာစိတ်လိုလဲရပေပန်းခံလောက်ကန်ရာတွင်တော့ပျော်နေတတ်သူများဖြစ်ပြီးတော့ယခုလိုသူတို့စိတ်မပါပဲပြီးလို့ရတဲ့ခါများတွင်တော့လူပြင်းတို့၏ဒေါသမှာပေါက်ကွဲထွက်လာပြီးယခုလိုကြောမှလွယ်ထားတဲ့ဓားများကိုဖြုတ်ကမကောင်းဆိုးများအားရင်ဆိုင်ရန်အသင့်ဖြစ်လို့နေပါတယ်များမကြတဲ့အချိန်မှာတော့ဓားကင်ထားတဲ့သူတို့နှစ်ယောက်နားကိုရုပ်ဆိုးကြီးတန်လာတဲ့မကောင်းဆိုးလေးကောင်တို့ရောက်လာကြသူတို့ရဲ့ကုန်းကွာတဲ့တန်းများမှာတရိတ်ဆန်များနေတူပြီးတော့မန်ဖီနဲ့အတန်းများမှာလဲခွေးများမန်ဖီတို့ပဲဆင်လာပေတယ်ကိုကိန်နဲ့ပေါတူကကိုကန်နာရှည်မြောမြောလက်သေးများရှိပြီးတော့မျက်လုံးများပါဇက်ပြဲကသွားများသည်လဲငမန်းလွှတ်တရံကဲ့သို့မကောင်းဆိုးရတို့ဟာတေချာကြည့်လိုက်ပြီးတော့ဒါလက်နဲ့ကြစ်ကြစ်ပေါအောင်စုပ်ကန်လိုက်ပြီးတော့တယောက်ကိုတယောက်မကြည့်ဘဲနဲ့စကားဆိုလိုက်လေကိုကိန်ဒီကောင်တွေကငါတို့စားမဲ့ပုံပဲကွာမင်းကတော့လှုပ်ပြီးစားမလို့လိုက်ပါဆိုမှစားမဲ့ပုံပဲလှုပ်နေသေးတယ်ငါ့တို့စားရင်စားမှာကွာမင်းတို့ရုံလို့စားမှာမဟုတ်ဘူးရေးတဲ့အခွက်ကလာပြောင်းနေတဲ့ငါလှုပ်တိုင်းအောင်မယ်ပေါတူကသေးပင်းနဲ့နီးနေသည့်တိုင်သူဤဗီဇာတိုင်းအရှုံးလေးဖောက်လိုက်သေးတယ်အဲနောက်သူတို့ကမျက်နှာချင်းဆိုင်မှာကုန်းကွာနဲ့တိုက်ခန့်ပြင်နေတဲ့မကောင်းဆိုးဝါးကောင်တွေကိုအတန်ခတ်မာနဲ့စိန်ခေါ်လိုက်လီတော့တယ်ရုပ်ဆိုးကောင်တွေမင်းတို့ကောင်တွေဘာလုပ်နေလဲလာလေငါဒါမင်းတို့တောက်ချင်နေပြီမတတ်ချင်လို့ပြေးနေအောင်အဟုတ်မှန်နဲ့လာစမ်းကွာဟန်ပန်ကောင်းတဲ့ပေါတူနဲ့ကိုကိန်တို့မှအဲ့လိုစိန်ခေါ်လိုက်ပြီးတော့ဒါ
ဓာတ်အပင်ဦးကောင်းနေတကောလုံးကလွှမ်းသလိုဓာတ်တိုင်းတစ်ခွက်ပင်ပြိုင်လူဖော်လိုက်ကြသေးတယ်သူတို့နှစ်ယောက်ကခါကြီးရဲ့ကြီးများမှာဘိုးတင်တို့ရဲ့ဆိုင်းနေတွဲပြီးတော့ဓာတ်တိုင်းကနေကြသူများဖြစ်ရာတိုင်းကားတဲ့ဟန်ပန်မှာပိုလိုမရှိလှပပြီလေတာမန်လူများဖို့သူတို့ဟန်ပန်ကိုမြင်လင်းရှိန်သွားနိုင်တော့လဲယခုသူတို့ရင်ဆိုင်နေရသူများမှာလူသားများမဟုတ်မေတ္တာတောင်တို့သွားစီလမ်းမှာကြုံတွေ့ရတဲ့မကောင်းဆိုးများဖြစ်တာကြောင့်ကြောက်လန့်ခြင်းအလေးမရှိပါပဲသူတို့ဟာကုတ်ဖက်စားတောက်ဖို့အတွက်ပြေးဝင်လာကြလေတော့တယ်အိုက်ကကိုကိန်းနဲ့ပေါတူတို့ကဓာတ်တိုင်းမခင်းနိုင်တော့ပဲမဲမဲမြာကိုကြံကုတ်တစ်ခုတ်ဝါခုတ်လို့လက်နှစ်ဖက်ဖြင့်ဓာတ်ကိုကင်ပြီးအားကုန်လွှဲပြီးတော့ရှောက်ခုတ်နေလိုက်တော့တယ်မကောင်းဆိုးဝါတို့ရဲ့ကိုခန္ဓာကိုခုတ်ပိုင်းမိတော့လေသူတို့ဤဓာတ်များမှာတာမန်ဓာတ်များဖြစ်နေတာကြောင့်မကောင်းဆိုးဝါတို့ကိုထိခိုက်ခြင်းမရှိပဲကိုကိန်းနဲ့ပေါတူတို့အကြောင်များမှာကြွက်ကိုဖမ်းမိတဲ့အခါချက်ချင်းမစားသေးပဲကစားသလိုမျိုးလောင်ရင်တန်များဖြင့်သူတို့နှစ်ယောက်အားကစားလို့နေပါတော့တယ်ကိုကိန်းတို့ကတေကာမဇွဲရှုံးမြူခံထားသူများဖြစ်ပြီးချွေးများဆူဆွဲကဓာတ်ချက်ကိုမင်းမြန်အောင်မခုံနိုင်သည်လွှဲလွှဲခုံနေရပင်မန်းနွမ်းတယ်လို့နေပါလေတယ်အဲနောက်သူတို့နှစ်ယောက်လည်းဆက်ပြီးတော့မခုတ်ကြတော့ပဲမြေပြင်မှာထိုင်ချလိုက်ပြီးသူတို့ဟာစောကစားနေတဲ့မကောင်းဆိုးအကောင်များကိုဓာတ်ပြေချိန်ပြီးတော့မောပန်းကြီးသွားပြီးလေတံနဲ့ပြောလိုက်လေတယ်ဟေ့အောင်နေမင်းတို့တတ်မှပြေးစားမှပြေးစားကွာငါတို့ကြွတ်နေမဟုတ်ဘူးကွာအေးဟုတ်တယ်တတ်မှပြေးတတ်တော့ကွာပင်မန်းစိတ်တူတတ်တဲ့ကိုကိန်းတို့နှစ်ယောက်ဖို့ယခုလိုအလွန်တရာပင်မန်းချိန်မှာတော့သိမ်းမကိုပဲမကြောက်တော့ပဲသူတို့ဟာမြန်မြန်လက်စားတက်ရန်ပြောလိုက်လေတယ်အကမကောင်းဆိုးတို့ကဟာတာရီမောပြီးတော့ကွဲအတန်ဖြင့်ပေါတူးနဲ့ကိုကိန်းအားကြီးကစကားဆိုလိုက်လေတယ်မင်းတို့ခေါင်းတွေကိုတတ်ပြီးခြေနဲ့ချောင်းလက်နဲ့ချောင်းအခုစားမယ်နောင်နေခေါင်းစားမယ်နောင်နေတော့ကိုစားမယ်လူသားဆိုတာစားရခဲ့တယ်ကွာမင်းတို့ဘာသာအခုစားတော့ကြဆဆကွာစောက်ကူမဆိုင်ဘူးစားတယ်လို့စားလာတဲ့မှာပေါတူးမစိန်ခေါ်လျာမကောင်းဆိုးနှကောင်တို့ကဂုံကွာကွာဖြင့်မြေပြင်မှာဓာတ်ထောက်ပြီးတော့ထိုင်နေတဲ့ပေါတူးတို့နှစ်ယောက်နားကိုတဖြည်းဖြည်းချင်းတိုးကပ်လာပြီးတော့သူတို့ရဲ့ရှေးလျားတဲ့လက်သေးများဖြင့်ပေါတူးနဲ့ကိုကိန်းတို့၏ခေါင်းကိုကုတ်ခဲတော်မူချိန်မြားတဲ့နှစ်ချောင်းကပေါတူးရဲ့ခေါင်းပေါ်မှာကြော်လာဝင်ရောက်လာပြီးဂုံကွာဖြစ်နေမကောင်းဆိုးနှကောင်ရဲ့နှစ်ဖူးမှာထုတ်ချင်းကဆိုင်ဝင်သွားပါလေတော့တယ်အဲ့လိုဆိုင်ဝင်သွားတော့လဲမကောင်းဆိုးနှကောင်မှာဂယူမဆိုင်ဟန်ဖြင့်နှစ်ဖူးမှာဆိုင်ဝင်တဲ့မြားတဲ့တို့ကိုလက်နဲ့ဆွဲဖြုတ်လိုက်ချိန်မြားတယ်မှာမီးကြီးခဲလို့ဖြစ်သွားပြီးတော့နှစ်ဖူးနေရာမှာစတင်ကမီးများတောက်လောင်သွားလေရာမြားမှန်ထားတဲ့မကောင်းဆိုးနှကောင်တို့ကသူတို့ရဲ့မီးလောင်နေတဲ့ခေါင်းကိုလက်နဲ့ကင်ပြီးတော့နာကျင်သွားအော်ဟစ်နေပါလေတယ်ကျန်တဲ့မကောင်းဆိုးနှကောင်တို့မှာရုတ်တရက်ပြောင်းလဲသွားတဲ့ခြေနေကြောက်ကြောက်လန့်နေတဲ့ဟန်ရဲ့အနောက်ကိုဆုတ်သွားကြကိုကိန်းနဲ့ပေါတူးမှသေဘေးမှလက်မတင်လေးလွတ်လာလျာကြောင်တောင်ဖြစ်နေကြသူတို့နှစ်ယောက်ရဲ့လက်မောင်းဟာပေတူးနဲ့တာရီတို့မှလာဆွဲထူပြီးတော့ဖိုးရင်းနဲ့သားတို့ရဲ့အနောက်ကိုခေါ်လိုက်လေတယ်ဖိုးရင်းနဲ့သားကဒူးလျာဘိုးတင်ထဲမှာပြောင်းယူပြီးတော့ကျန်တဲ့မကောင်းဆိုးနှကောင်ကိုချိန်ရွယ်ပြီးပြစ်ခတ်ကြမ်းစင်မှာမကောင်းဆိုးနှကောင်တို့မှကျဲလောင်သွားအော်ဟစ်ပြီးတော့ထွက်ပြေးသွားကြလေတယ်မုံစိန်ညုံကဘိုးတင်ကိုကြည့်လိုက်ပြီးတော့ဘိုးတင်ပေါတူးတို့ပစ္စည်းတွေသွားယူလိုက်ကွာစကန်းပြန်ရအောင်ဘိုးတင်ဒီလဲပေါတူးတို့ဤဓာတ်များမီးအိမ်နဲ့ရေဘူးတို့ကိုယူဆောင်လိုက်ပြီးဓာတ်နှချောင်းကဒိန်တွင်းထည့်ပြီးတော့ပေါတူးနဲ့ကိုကင်ကပြန်လွယ်ပေးလိုက်ပေါတူးမှဘိုးတင်လက်ထဲမှာရေဘူးအားယူပြီးတော့မောတောက်ချိန်သားမှသူ့ကိုယ်ကစူငေါက်လေတယ်အကိုမင်းအခုကြောက်နေမလားဟမ်ခုမှလန့်ပြီးရေတားတောက်နေတာမင်းတို့အခုမပြောချင်သေးဘူးပေါတူးမှမြည်သည့်စကားမှခွန်းတော့မပြန်ပဲကိုကင်ကရေဘူးပေးလိုက်ကိုကိန်းဒီလဲရေဘူးကအငမ်းမရတောက်လေရပေတူးဒီလဲကြည့်ပြီးတော့ရေစားလာသဖြင့်ကိုကိန်းလက်ထဲမှာရေဘူးအားယူကမောတောက်လိုက်ပြီးတော့မှအတင်းထွေးထုတ်ကဘိုးတင်ကစကားဆိုလေတယ်ဘိုးတင်ဒါအရက်တွေဟာတကယ်လူတယ်ဟမ်တေးမလို့ဖြစ်တော်မှာရက်ကလေးကတောက်လိုက်သည်ခမ ्या တို့လက်လန်နေဗျာလာဒီလိုဖြစ်တာလည်းကောင်းတာပဲခမ ्या တို့လည်းတွေးကြုံရပါဘူးနောက်သွားမယ်လန်ဒီတဲ့အများကြီးဆိုးမှာစကန်မှာခမ ्या တို့ဓာတ်တွေပြန်ပြီးတော့စီရင်ပေးအောင်မယ်မင်းသာဆိုးတဲ့စီရင်ပေးတာဒီမှာကောင်းဆိုးလေးကောင်တော့သိနေပြီငါတို့သိခုတ်တာအေးပါဗျာအေးပါကျုပ်ပဲမှားပါတယ်ခါတော့မရသေးဘူးလားအေးရောအေးရဲသေးလားအေးရဲတာဘောကွာပြေးရတာပင်မန်းနေပြီတော်သေးတယ်မင်းတို့ရောက်လာပြီလို့ပဲကဲပြန်ကြမယ်နောက်ဆိုကိုကိန်းနဲ့ပေါတူးမင်းတို့ငါတို့မသိပဲရှောက်မသွားနဲ့တော့ကြားလားစိတ်ကြောက်စရာကြီးကျုပ်တို့လည်းမှတ်သွားပါပြီမုံစိန်ညုံနဲ့ဘိုးတင်တို့မှကိုကိန်းနဲ့ပေါတူးတို့ငောင်ငန်းမီတွေးထားတော့လဲသူတို့ပုံမှန်တရံမှာကြောက်စိတ်ရှိနေသည့်ပုံစံမရှိလေရာအစိုးရမှအကောင်ပေါ်လာသည်မှတ်ယူပြီးတော့သတိပေးစကားသာဆိုပြီးသူတို့စကန်ချတာနေရာစီကိုသာပြန်လာလိုက်ကြပါလေတော့တယ်အော်လိုင်းဘိုးတင်နဲ့မြစ်တာတောင်ခီးချမ်းဒုတိယပိုင်းကအိမ်မြတာမကြမီတက်တဲ့ပိုင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကတော့အော်လိုင်းဘိုးတင်နဲ့မြစ်တာတောင်ခီးချမ်းဒုတိယပိုင်းဖြစ်ပါတယ်နောက်နေ့မှလည်းဘိုးတင်ဇာတ်လမ်းတွေဆက်ပြီးတော့ရှိနေမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးတော့စောင့်မျှော်နားဆင်ပေးကြဖို့တခါတည်းဖိတ်ခေါ်လိုက်နေပဲဒီနေ့မှာအချိန်မီနားဆင်အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မှုပါ